Hello，大家好，来，老师今天让这里龙读一下面喏，毛东老师同学教你别读哪里一遍面喏，一书含则过啊，你话了嘛？一含一书含则一含，第十龙里股。他翁同二三同，哦，我不嘛定下喏。来，ဒါဆိုရင်ဒီထုံလေးကိုရေးတတ်ပြီဆိုရင်လောင်စုတို့နောက်တစ်လုံးရွှဲနော်ထုံတစ်လုံးနဲ့အဓိပ္ပာယ်ကလေသူ့တစ်လုံးနဲ့အဓိပ္ပာယ်ဆိုရင်သူညီတော်တဲ့နော်နောက်တစ်ခုကလောက်ဆွဲတို့ဤနာလေးတစ်ခုဤဖြဲဟန်ကိုအမိုးလေးဆွဲပြီးွားရင်ဟန်ဖြဲစုကိုဤဟန်ဒီစလုံးလေးကိုရှီရွယ်ရွှဲ二三ရွှဲနော်ရွှဲရဲ့အဓိပ္ပာယ်ကသူ့တစ်လုံးနဲ့အဓိပ္ပာယ်ဆိုရင်တော့သင်ယူဒီတဲ့နော်ဒါပေမဲ့သူတို့နှစ်ခုတွဲလိုက်ရင်တော့ကျောင်းနေဘက်တငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်ကဲလိုက်ဒါဆိုဒီစလုံးလေးရေးတတ်ပြီဆိုတော့ဆိုစုပ်ချက်လေးတွေ့ကြည့်အောင်နော်一二三四五六နော်ထုံကလေးဟာ6ချက်ရှိပါတယ်ရွှဲကတော့一二三四五六七八8ချက်ရှိပါတယ်ဒါဆိုရင်နောက်ဆိုလို့ထုံရွှဲလိုက်ထုံးရွှဲလေးရပြီဆိုရင်နောက်တစ်လုံးသွားတော့မယ်နောက်တစ်လုံးလေးကတော့မြန်မာလိုဆိုရင်တို့ဆိုတဲ့အဓိပ္ပာယ်ငါတို့သူတို့ဆိုတဲ့တို့လေးပါเนาะတရုတ်လိုကတော့ man လို့အတန်ထွက်တယ်เนาะနောက်ဆိုရေးပြရအောင်ဤဖြဲအောက်မှာဤစုဒီစိတ်ပိုင်းလေးကိုလောက်ဆိုလို့အရှိမတော့ကနီးဆိုတဲ့စက်လုံးမှာမြင်ဘူးလိမ့်မယ်เนาะသူကလိုက်ပြီးသွားရင်ဒီဘက်မှာဤ点ဤစုဟန်者ကိုမန်တကားဆိုတဲ့စက်လုံးလေးနာเนาะအဲ့ဒါဒီဟာလေးကိုသူ့ကိုမန်လို့တန်ထွက်တယ်သူကအမြဲတမ်းချင်းစမ်းအပေါ်မှာစမ်းတယောက်ဘယ်တော့မှမပါဘူးเนาะသူ့ရဲ့အဓိပ္ပာယ်ကတော့ဗာလဲတို့ငါတို့သူတို့ဆိုတဲ့တို့เนาะလိုက်ဒါဆိုရင်သူ့ရဲ့တန်ထွက်ကမန်လိုက်လာစုပ်ချက်လေးတွေ့ရအောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်သူကစုစုပေါင်းစုပ်ချက်5ချက်ရှိပါတယ်နော်ဒါဆိုရင်ထုံးရွှေနဲ့မတ်ဒီနှလုံးကတော့ရလောက်ပြီပေါ့နော်အောင်ဆိုတော့နောက်ထပ်နှလုံးသွားမယ်နော်လိုက်နောက်နှလုံးကတော့လောက်ဆိုတော့ဒါလေးကလူနာမည်လေးပါနော်သူကတော့ဒီစလုံးလေးကလောက်ဆိုရှောက်ဟွာလို့ခေါ်တယ်နော်ဒါလူနာမည်ယောက်ျားလေးဒီပါလဲပေးတယ်မိန်းကလေးမှာလဲပေးကြတယ်ဒီဟွာဆိုတဲ့စလုံးလေးကလေနော်ရှောက်အရင်စီးကြည့်အောင်စုကိုပြီးတော့သူ့ရဲ့အလယ်ကနေဤဖြဲဤနာလေးထွက်တာဒီစလုံးလေးကိုရှီအောင်ရှောက်စန်းရှောက်အေပေါ်မှာတင်ရတယ်3တန်ရှောက်တစ်လုံးနဲ့အဓိပ္ပာယ်ကသေသောငယ်သောနော်သူ့တလုံးနဲ့အဓိပ္ပာယ်သေးသောငယ်သောနော်တများပြလောက်ဆိုမြန်မာမှာဆိုလေနာမည်တွေမှာလေးတာလေးသမီးလေးအဲ့လေးဆိုတာလေးထည့်သူရတရုတ်မှာလည်းနာမည်တွေရဲ့ရှေ့မှာရှောင်းဆိုတာလေးထည့်တရုတ်ကတော့ရှေ့မှာထည့်ရနော်လိုက်ဟွာကြည့်ရအောင်ရှောင်းလေးရဲ့ပုတ်ဆုပ်ချက်လေးရင်တွေ့အောင်စုကိုတစ်ချက်2ချက်3ချက်ရှောင်းလေးဟာစုစုပေါင်း3ချက်ရှိပါတယ်ဟွာလေးကြည့်ရအောင်နော်ရှောင်းလေးရပြီဆိုတော့ဟွာကရီးဖြဲဤစု对လားဒီစိတ်ပိုင်းလေးကခေါက်တာတော့လောက်ဆိုလို့ရေးတဲ့မန်းလေးမှာလည်းပါဘူးတယ်နော်ဒါလေးကတော့လူမန်းသိမဲ့ချီလေးနဲ့ခက်စင်စင်လေးနော်လောက်ဆိုလို့နော်ဟာလာကျိုရီဟန်ပြီးတော့မှအလေကောင်ကနေရီစုလေးဆွဲချလိုက်တာဒါလေးကိုဟန်ဝူအားဟွာလို့သိပဲဟွာရဲ့အဓိပ္ပာယ်ကတော့တောက်ပါတာပေါ့နော်တောက်ပါတယ်နော်အဲ့လိုမျိုးလေးပြောတာအဲ့တော့ရှောက်ဟွာဆိုတော့တောက်ပါတူလေးဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ကဲလိုက်တော့ဆိုစုပ်ချက်လေးတွေ့ရအောင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်5ချက်6ချက်စုစုပေါင်းသူက6ချက်ရှိတယ်နော်သူကိုရှောက်ဟွာလိုက်ရှောက်ခွာလေးရပြီဆိုရင်နောက်တစ်ခုသွားမယ်ရှောက်ဟုံဒါကတော့မိန်းကလေးမှာပဲပေးလေးရှိတဲ့နာမည်เนาะမိန်းကလေးနာမည်ပါ
小里啊，老师都看那个一边的路呗，都啊的小里对到眼到，手切里啊，东切西，红里一边呀哦喏，红里啊撇着，以外都也都会老干呢，撇着，比如嘛一体都多咩，比如嘛一横一竖一横，哦，第十龙里个红လို့ခေါ်တယ်။紅အိုပေါ်မှာတင်ရတယ်ဒုတိယတန်နော်။သူက紅ရဲ့အဓိပ္ပာယ်ကအနီရောင်ဒါမှမဟုတ်ရင်နာမည်ကျော်ကြားတာ။ဒါကြောင့်မို့လို့သားသမီးတွေကိုသူက紅ခေါ်ပေါ့နော်။အဲ့လိုမျိုးသမီးမိန်းကလေးတွေကိုနာမည်ကျော်ကြားတယ်နော်ဘဝမှာအောင်မြင်တယ်အဲ့လိုမျိုးအဓိပ္ပာယ်လေးနဲ့ပေးခြင်းတဲ့ခါကျရင်ရှောင်း紅လို့ပေးကြတယ်နော်။အဲ့လိုမျိုးဒီနာမည်လေးကသမီးမိန်းကလေးမှာပေးမြနာမည်လေးပါနော်။ဆုတ်ချက်လေးတော့မယ်နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်စုစုပေါင်း6ချက်ရှိပါတယ်เนาะ小红小红好ဆိုတော့ဒါဆိုရင်ဒီနေ့ဒီမှာဒီစလုံးလေးလုံးပြီးရင်သိပါပြီเนาะဒါဆိုတော့နောက်ပြီးမှပြန်တွေ့ကြမယ်เนาะကြိုက်ချက်